ဒီနိုင်ငံမှာတော့အသက်16နှစ်ပြည့်တာနဲ့ပဲစွမ်းအားတစ်မျိုးစီပိုင်ဆိုင်ကြပါတယ်တချို့လူတွေကပြန်နိုင်ပြီးတော့မှတချို့လူတွေကတော့လက်ကနေမင်းကြီးနိုင်ခဲ့ပြီးတော့တချို့တွေဟာဆိုလို့ရှိရင်တော့ရေကိုထိန်းချုပ်နိုင်ကြတာပါဒါပေမဲ့လည်းသူမကတော့အသက်29နှစ်ရှိပြီဆိုပေမဲ့ဘာစွမ်းအားမှမရှိဘဲနဲ့အလိုလေးရှာရခက်တဲ့အပြင်ရေးသားကလည်းဖောက်ပြန်လို့သွားပါတယ်ကောင်မလေးရဲ့တငယ်ချင်းကတော့အကြောင်းမြင်နိုင်စွမ်းရှိတာကြောင့်ပဲရှေ့နေလုံနေပါတယ်တည်သွားတဲ့သူရဲ့ဓာတ်ပုံကိုမြင်လိုက်တာနဲ့တည်သွားတဲ့သူကသူမကိုဝင်ပို့ပြီးတော့အမှန်တရားတွေကိုဝင်ပြောတတ်တာပါအဲဒီလောကပြင်းစရာကောင်းနေဆိုပေမဲ့လည်းသူမအတွက်ကတော့လာစာလေးကတော့မစိုးပါဘူးကောင်မလေးတငယ်ချင်းရဲ့ရေးသားမှလည်းစွမ်းအားရှိနေခဲ့ပေမဲ့အလုပ်တော်ရှာလို့မတွေ့သေးပါဘူးကောင်မလေးကအကြမ်းမြင်ရတဲ့အခါမှာတော့ထီထိုးလိုက်လို့ရှိရင်ချမ်းသာနိုင်ပေမဲ့လည်းဒီနိုင်ငံကထီထိုးခွင့်မပြုတ်ပြန်ပါဘူးကောင်မလေးအလုံးမရှိတာကိုဖြေရှင်းဖို့တဲ့တငယ်ချင်း၃ယောက်တေချာတိုင်ပင်ကြပြီးတော့ကောင်မလေးကတငယ်ချင်းမိတ်ဆက်ပြီးလို့ကောင်လေးတယောက်နဲ့လာပြီးတော့တွေ့ပါတယ်အဲဒီကောင်လေးကကောင်မလေးကိုတွေ့တဲ့အခါမှာတော့လက်အိတ်ဝေးလိုက်ပြီးကောင်မလေးကထူးဆန်းတဲ့အစွမ်းရှိတာကိုသိသွားတဲ့အခါမှာတော့အိမ်ပြန်ဖို့လုပ်ကြပါတယ်အိမ်ရောက်တဲ့အခါမှာတော့နန်းကြပြီးမယ်လေဘာခံစားချက်မှမရှိတဲ့အခါမှာတော့နှစ်ယောက်သားလက်ကလေးပဲကန်နိုင်ပြီးတော့ကောင်လေးကနှစ်ယောက်ကြားထဲမှာခေါင်းတွေချပြီးတော့မိပိအိတ်လိုက်ပါတယ်ကောင်မလေးကမိဘအိမ်ကိုပြန်လာခဲ့ပြီးတော့အမေဖြစ်တဲ့သူရောဆွေမျိုးတွေအကုန်လုံးကစွမ်းအားကိုယ်စီရှိနေပါတယ်ညီမတို့တဲ့သူကလည်းဒီနေ့16နှစ်ပြည့်မွေးနေ့ဖြစ်ပြီးတော့မှစွမ်းအားရတော့မှဆိုပြီးတော့ရွှေပြီးတော့လာပြောတဲ့အခါမှာတော့ကောင်မလေးကဒေါသထွက်ပြီးတော့ဝမ်းနေသွားတာပါအမေတို့တဲ့သူကပါတီပြီးတဲ့အထိနေရမယ်လို့ပြောတဲ့အခါမှာတော့ကောင်မလေးကဆက်ပြီးတော့နေပါတယ်ညီမတို့တဲ့သူကကိမုံကိုမိမို့လိုက်ပြီးတော့စွမ်းအားထုတ်ပြီးမယ်လေဘာစွမ်းအားမှထွက်မလာတဲ့အခါမှာတော့စိတ်ပြတ်သွားခဲ့ပါတယ်ခဏနေတော့ရေခဲတက်တာတကားဖွင့်လိုက်တဲ့အခါမှာတော့တကားပါလာတဲ့အခါမှာတော့ညီမတို့တဲ့သူရဲ့စွမ်းအားကအားကြီးတာဆိုတော့ကိုသိလိုက်ရပါတယ်အမေဖြစ်တဲ့သူကိုစူပါဘော်ထိုင်ခန်းပြီးတော့မားလိုက်တဲ့အခါမှာလူတွေအကုန်လုံးကဝိုင်းအားပေးပြီးတော့လက်ခုပ်တီးကြပါတယ်ကောင်မလေးကလည်းစက်ကြည့်မနေနဲ့တော့ဘဲနဲ့ပြန်သွားပြီးတော့ကောင်လေးအိမ်ကိုသွားပါတယ်ကောင်လေးကကောင်မလေးတယောက်နဲ့ချင်းနေတာတွေ့ရတဲ့အခါမှာစိတ်ပြက်ပြီးတော့တငယ်ချင်းစီကိုပြန်လာခဲ့ပြန်ပါတယ်နောက်နေ့ကျတော့တငယ်ချင်းနဲ့အတူတူဟိုတယ်သွားပြီးတော့စားဖို့လုပ်ပြီးမယ်လေဈေးကြီးတဲ့အခါမှာတော့တခြားဆိုင်မဲသွားခဲ့ကြပြန်ပါတယ်တငယ်ချင်း၃ယောက်စားတော့ဆိုင်မှာထိုင်ကြပြီးတော့ကောင်မလေးကအဆက်ဆုံးဟာချပေးဖို့တဲ့ပြောလိုက်ပါတယ်ဇွဲတို့ကမရှိဘူးလို့ပြောတော့ရန်ရှာပါတယ်အဲ့ဒါနဲ့ဇွဲတို့ကစိတ်ပြက်သွားပြီးတော့အဆက်ဆုံးဟာကိုချပေးလိုက်ပြီးကောင်မလေးကစားပြီးတဲ့အခါမှာတော့မျက်နှာတစ်ခုလုံးหนีရဲလာပြီးတော့ချွေးတွေထွက်လာခဲ့ပါတယ်အရန်ဆက်လာတော့ရေတော့လဲအဆက်မပြေတဲ့အခါမှာတော့စူပါမားကတ်တွေကိုဝင်ပြီးတော့ငေါင်းတို့ဖောက်တော့နေတဲ့အချိန်မှာသတင်းတစ်ခုကြားလိုက်ရတော့ဆိုင်မင်းကိုထွက်သွားခဲ့ပါတယ်ဆိုင်မင်းကိုရောက်တဲ့အခါမှာတော့ကောင်မလေးကိုလူတယောက်ကကားထဲထည့်ပြီးတော့ဖမ်းခေါ်သွားခဲ့ပြီးချစ်သူနှစ်ယောက်ဆိုင်ထဲမှာမုံဝယ်နေတော့ကောင်မလေးကိုလှမ်းကြည့်တဲ့အခါမှာတော့မတွေ့တော့တဲ့အခါမှာဖုန်းဆက်လိုက်ရှာချတာပါကောင်မလေးကဖုန်းကင်လိုက်ပြီးတော့သူ့ကိုလူတယောက်ဖမ်းခေါ်သွားပြီးတော့ကားထဲမှာပိတ်မိနေကြောင်းပြောလိုက်ပြီးတော့တပ်ပုံလေးပို့လိုက်ပါတယ်ရီသာနှစ်ယောက်ကောင်မလေးရှိတဲ့ကားကိုလိုက်ရှာပြီးတော့တွေ့သွားတဲ့အခါမှာတော့ဖွင့်ဖို့အတွက်တုံမျိုးစုံရှာကြပြီးကောင်မလေးဟာတင်မခံနိုင်တဲ့အခါမှာတော့မြန်ဖွင့်ပေးဖို့ပြောတဲ့အခါမှာဒုံနဲ့လံဝင်တော့တုတ်ပါကျိုးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့အာကြီးတဲ့သူ့ရဲ့ညီမကိုခေါ်ပြီးတော့ဖွင့်ခိုင်းဖို့ပဲနီးလန်းရှိလာပြီးအဲ့လိုပြောတဲ့အခါမှာတော့ကောင်မလေးကသဘောမတူပါဘူးသူတို့ရဲ့စကားပြောနေတော့မှညီမလေးရောက်လာပြီးတော့ကားပေါ်ထိုင်ချလိုက်တော့ကောင်မလေးဟာကဲရင်နဲ့ကဲတွားရင်နဲ့တွားဆိုပြီးတော့ပြောလိုက်တော့ညီမလူတဲ့သူကအားနဲ့ကားရဲ့နောက်ဖုံးကိုလှမ်းဖွင့်လိုက်ပြီးတော့ပြစ်လိုက်ပါတယ်ကောင်မလေးကထွက်လာတဲ့အခါမှာတော့ညီမဖြစ်သူကိုလှမ်းပြီးတော့ရိုက်လိုက်ပါတယ်